Can you answer these in English? These are for giving direction in English. ဆိုတော့ဒီ sentence တွေအကုန်လုံးကကိုယ့်ကို foreigner တွေ tourist တွေကနေပြီးတော့မှလမ်းညွှန်ပေးထားတာပထမတစ်ခုက excuse me could you tell me where the National Museum is ဆိုတော့အမျိုးသားပြတိုက်ဘယ်နားမှာလဲတစ်ချက်လောက်ပြောပြပါဘယ်လိုသွားရမလဲပြောပြပါနောက်တစ်ခု excuse me is there a bank near here တစ်စိတ်လောက်ဒီနားမှာဘဏ်ရှိလား excuse me how do I get to the station အော်ဘူရာယုံကိုဘယ်လိုသွားရမလဲဆိုတော့ဒီလိုမေးခွန်းတွေကကိုကအမေးခံရနိုင်တယ်အဲ့တော့ speaking ကျွမ်းကျင်နေပြီမဲ့လေတစ်ခါတည်းမှာဒီ direction တွေကိုပေးတဲ့နေရာမှာသုံးတဲ့ vocab တွေကိုမသိရင်ကိုကစကားပြောကအဲ့မှာတက်သွားတယ်အဲ့ကကြတော့ကို speaking skill ကိုမကောင်းသေးဘူးလို့ကိုထင်တယ်အမှန်တော့ direction ကိုပေးတဲ့နေရာမှာသုံးတဲ့ vocabulary တွေကိုမသိသေးတာဆိုတော့ဒီနေ့ဗီဒီယိုထဲမှာ direction ကိုပေးတဲ့နေရာမှာသုံးတဲ့ vocabulary တွေရော conversation တွေရောတစ်ခါလေးပေးသွားမယ် turn left ဘယ်ဘက်ကိုကို turn right ညာဘက်ကိုကို crossroad လမ်းစုံလမ်းလေးကွာ go along the road go along the street ဒီလမ်းအတိုင်းတောက်လျှောက်သွား go straight တဲ့သွား carry on ဆက်လျှောက် the first building ပထမအဆောက်အဦး the second building the third building the fourth building ဒုတိယမြောက်အဆောက်အဦးတတိယမြောက်အဆောက်အဦးဒါမှမဟုတ်စတုတ္ထမြောက်အဆောက်အဦးတိုက်အိမ်တစ်ခုခုပေါ့ take the first road ပထမလမ်းလေးကိုချိုးဝင်လိုက် takes the second road ဒုတိယလမ်းလေးကိုဝင် on your right နင်းရဲ့ညာဘက်မှာ on your left တင်းရဲ့ဘယ်ဘက်မှာ opposite မျက်နှာချင်းဆိုင်ဒီနေရာမှာ opposite ကဆန့်ကျင်ဘက်ကိုမျက်နှာချင်းဆိုင်လို့သုံးတယ် diagonally opposite အဲ့ဒါကြတော့သူကမျက်စောင်းလို့ပြော diagonally ဆိုတော့နည်းနည်းဆွေးစောင်းလေးဆိုတော့ direction နဲ့ပြောမယ်ဆိုလို့ရှိရင်မျက်စောင်းတို့ go to the end of the road လမ်းဆုံးအောင်သွား the place you want to go ကျင်တဲ့နေရာက excuse me how do I get to the National Museum တစ်စိတ်လောက်ရှင်အမျိုးသားပြတိုက်ကိုဘယ်လိုသွားရမလဲ go along the road ဒီလမ်းအတိုင်းသွား and turn left at the traffic light ဘယ်ဘက်ကိုချိုးလိုက် at the traffic lights မီးပွိုင်းရောက်တဲ့အခါဘယ်ဘက်ကိုချိုး The National Museum is the third building on your right ဆိုတော့အမျိုးသားပြတိုက်ကညာဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်တတိယမြောက်အဆောက်အဦဖြစ်တယ်ကိုကဒီနေရာမှာထပ်ပြီးတော့ပြောပေးမယ် good luck တွေ့ပါစေ you can't miss it မလွဲပါဘူးတွေ့မှာပါ good luck you can't miss it နောက်ပိုင်းကိုပြောပြီးဆိုရင်ဒီစာသားလေးကိုထည့်ပေးမယ်အဲ့တော့ excuse me how do I get to the National Museum go along the road and turn left at the traffic lights the National Museum is the third building on your right ဒီလမ်းတိုင်းတဲ့သွားမီးပွိုင်းရောက်ရင်ဘယ်ဘက်ကိုချိုးအမျိုးသားပြတိုက်ကညာဘက်ကနေဆိုလို့ရှိရင်တတိယမြောက်အဆောက်အဦပဲဆိုတော့ဒါကတော့တူလေးပေါ့နော်တချို့နေရာတွေကျတော့အများကြီးလမ်းညွှန်ပေးရတာတွေရှိတယ်အဲ့ဒါတွေကိုတစ်ချက်ဆက်ကြည့်မယ် Excuse me could you tell me where the Grand Hotel is တစ်စိတ်လောက်ရှင်ကျေးဇူးပြုပြီးတော့ဒီ Grand Hotel ဟာဘယ်နားမှာလဲ Go along the Green Street အတိုင်းကိုတဲ့သွား and turn left at the crossroad
at the crossroad Green Street အတိုင်းကိုတောက်လျှောက်သွားပြီးတော့လမ်းစုံရောက်တဲ့အခါမှာဘယ်ဘက်ကိုချိုးလိုက် Hurry on ဆက်လျှောက် and turn right at the end of the road အဲ့ဒီတိုင်းဆက်ပြီးတော့လျှောက်သွားလမ်းအဆုံးကိုရောက်တဲ့အခါကျလို့ရှိရင်ညာဘက်ကိုချိုး Go past the cinema ရုပ်ရှင်ကိုကျော် and take the second road on your left and take the second road on your left go past သူရဲ့နောက်မှာတစ်ခုခုထည့်ပေးမယ် go past ဆိုတော့ကျော်လိုက်ဒီမှာ cinema ဆိုတော့ရုပ်ရှင်ကိုကျော်ရုပ်ရှင်မှာဘာကားပဲပြနေနေဝင်မကြည့်နဲ့ကျော်လိုက်အဲ့လိုမပြောနဲ့ပေါ့နော် go past the cinema ရုပ်ရှင်ကိုကျော်ပြီးလို့ရှိရင် take the second road ဒုတိယမြောက်လမ်းထဲကိုဝင်အဲ့တော့ကိုကလမ်းလျှောက်လာတဲ့ခါမှာလမ်းတွေတွေ့နိုင်တယ်လေပထမတစ်လမ်းတွေ့မယ်မဟုတ်သေးဘူးဒုတိယတစ်လမ်းကိုဝင်ခိုင်းတာရုပ်ရှင်ကိုကျော်ပြီးတော့မှဘယ်ဘက်မှာရှိတယ်ဒုတိယမြောက်လမ်းထဲကိုဝင် The Grand Hotel is the second building on your right. The Grand Hotel is the second building on your right. အဲ့တော့ဒီ Grand Hotel ကညီညာဘက်ကနေပြီးတော့မှနေမယ်ကြည့်မယ်ဆိုလို့ရှိရင်ဒုတိယမြောက်အဆောက်အဦပဲကိုယ့်ရဲ့ညာဘက်အချမ်းမှာရှိတဲ့ဒုတိယမြောက်အဆောက်အဦက Grand Hotel ပဲအဲ့တော့ပြန်ပြီးချုပ်ပြီးတော့ကြည့်မယ် Excuse me, could you tell me where the Grand Hotel is? Go along the Green Street and turn left at the crossroad. Carry on and turn right at the end of the road. Go past the cinema and take the second road on your left. The Grand Hotel is the second building on your right. လမ်းတိုင်းသွားလမ်းစုံရောက်ရင်ဘယ်ဘက်ကိုချိုးဆက်ပြီးတော့အဲ့ဒီတိုင်းရှောက်လမ်းဆုံးပြီဆိုရင်ညာဘက်ကိုချိုးရုပ်ရှင်ကိုကြော်ပြီးတော့ဒုတိယမြောက်လမ်းကိုယူအဲ့လိုဆိုလို့ရှိရင် Grand Hotel ဟာညာဘက်ကနေကြည့်မယ်ဆိုရင်ဒုတိယမြောက်အဆောက်အဦနောက်တစ်မျိုးလည်းပြောလို့ရတယ် The Grand Hotel is opposite the supermarket Grand Hotel က supermarket ရဲ့မျက်နှာချင်းဆိုင်မှာဒါမှမဟုတ်မျက်စောင်းတိုးလေးမှာဆိုရင် The Grand Hotel is diagonally opposite the supermarket The Grand Hotel is diagonally opposite to the supermarket အဲ့တော့ supermarket ရဲ့မျက်စောင်းတိုးလေးမှာအဲ့လိုလေးပြောလို့ရတယ် Good luck you come is it ကံကောင်းပါစေတွေ့မှာပါ Excuse me is there a bank nearby or is there a bank near here ဒီနားမှာဘဏ်ရှိလားမသိဘူး Yes there is First you go to the end of the River Street and turn left then go along this street ပထမဦးဆုံး River Street ကိုအဆုံးထိသွားပြီးလို့ရှိရင်ဘယ်ဘက်ကိုချိုးလိုက်ပြီးအဲ့တောက်လျှောက်သွား Next အဲ့ဒါပြီးတဲ့နောက် turn right at the end of the road အဲ့ဒါပြီးပြီဆိုလို့ရှိရင်လမ်းဆုံးရောက်လို့ရှိရင်ညာဘက်ကိုချိုး The bank is at the end ဘဏ်ကအဲ့ဒီလမ်းအဆုံးမှာ